ခုကတော့ seaweed စားမှဖြစ်ပါတယ် sauce ကလည်းကိုယ့်ကိုလုပ်ထားတာပေါ့နော်သူက TikTok shop ဝယ်တာပေါ့နော်50 gram မှာ 60 ကျော်လောက်ပဲပေးရတာအခြားဆိုင်ကကြတော့ဈေးကြီးရပေါ့နော်ကျမယူရဲဆိုင်ကကြတော့ဈေးသက်တာတယ်အဲ့တော့ကိုယ့်ကိုပဲအိမ်မှာ sauce လေးလုပ်ပြီးတော့စားတာပေါ့နော် seaweed နဲ့ပတ်သက်ရင်ကျမတရေပဲဘာလို့ဆိုတော့အဲ့လိုကျွတ်ကျွတ်ချက်ချက်မြည်တာတော့ပြီးလို့ရှင်အဲ့လိုရင်းညှိနဲ့ပတ်သက်လို့ရှင်မရဘူးပေါ့နော်အဲ့တော့ဒါဆိုလို့ရှင်နည်းနည်းလေးပဲလက်သုံးစုပ်စာလောက်ပဲရေနွေးလေးနဲ့7မိနစ်လောက်လေးပဲပေါ့နော်သူကစိန်ရုံပဲရေနည်းပုတ်ပတ်ဆူတဲ့ဟာကိုအဲ့ဒီ seaweed အချုပ်လေးတွေကို7မိနစ်လောက်လောင်းထည့်ပြီးတော့စိန်ထားရမှာပေါ့နော်တော်တော်လေးအဆက်ဟတ်တဲ့ပေါ့နော်ကိုယ့်ရဲ့အချင်းရကိုယ့်ကိုလုပ်ပြီးတော့သဘောတွေကြဒါပေမဲ့ငရုတ်ဒီတအားများသွားတော့တော်တော်ဆက်တာအဲ့မှာတလွဲရပါဖြစ်လဲဆိုတော့ကိုလာဝယ်လိုက်တာကိုလာနဲ့တောက်မယ်ပေါ့နော်ပိုဆိုးတာအဆက်ကပိုပြင်းသွားတယ်ပိုကဲသွားတာပေါ့နော်အဲ့တော့ထပ်စားရယ်နောက်ပြီးတော့အိမ်မှာကအဲ့ထိုင်းမုတ်အချိုလားမသိဘူးရောက်နေတာပေါ့နော်အဲ့နဲ့ထိုင်းမုတ်အချိုနဲ့ဆက်တယ်ဆိုတော့စားလိုက်တယ်ပေါ့နော်အဲ့ဒါလေးကလည်းဗီဒီယိုနောက်ပိုင်းထဲမှာထည့်ထားပေးတယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်ပေးကြပါဦးရှင်